မန္တလေးတိုင်းဒေသကြီးအာကစားနှင့်ကာယပညာကော်မတီမန္တလေးတိုင်းဒေသကြီးကာယဗလာနှင့်ကာယကြံ့ခိုင်မှုစက်ကော်မတီတို့ပူးပေါင်းပြီးရွှေမန်းမောင်ကာယဗလာနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကိုဇွန်လ28ရက်နေ့ကမန္တလာသီရိမိုးလုံလေးလုံအာကစားရုံမှာပြုလုပ်ခဲ့ကြောင်းသိရပါတယ်။တရင်ပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီးကိုစားပြုကာယဗလမောင်မယ်များပေါ်ထွက်လာစေရန်နဲ့နိုင်ငံကိုစားပြုကာယဗလမောင်မယ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီးခုလိုပြိုင်ပွဲများကျင်းပပေးတာဖြစ်တယ်လို့သိရပါတယ်။ဒီပြိုင်ပွဲလိုအပ်ခြင်းအကြောင်းရင်းကတော့မန္တလေးတိုင်းကိုစားပြုမောင်တွေမယ်တွေထွက်လာအောင်ရယ်တိုင်းပြည်အတွက်ရှင်ပြိုင်နိုင်တဲ့မောင်လောင်းတွေထွက်လာအောင်စ조사ပြီးလုပ်ခဲ့တာပေါ့။အရင်တော့အတန်းမရှိဘူးလွတ်တန်းပဲအခုကျတော့55 60 65 90 95အထက်အတန်းတွေပေါ့လေအမျိုးသမီးတွေကြတော့လေသူကအရက်အနေပြင်းတယ်ပဲစင်တီမီတာတွေနဲ့ပြိုင်ခဲ့ကြတာမန္တလေးတိုင်းရဲ့ကာယဗလာရွှေမန်းပေါင်ပြိုင်ပွဲကိုလုပ်တာတော့ဘဝတို့ရဲ့ဆရာဥပသိမ်ရွှေမန်းမောင်ကြီးသူကနိုင်ငံကိုစားပြုပြီးတော့အိန္ဒိယကိုသွားပြိုင်မှုတဲ့မောင်ရောဆူရခဲ့တယ်လေးပါလဲဆူရခဲ့တယ်1949ခုနှစ်ကလုပ်ခဲ့တာပေါ့လေအဲ့ဒီနောက်ပိုင်းမှာနောက်49 40ကျန်တဲ့ပြတ်သွားတယ်ပြတ်သွားပြီဘဝတို့လက်ထက်ကြတော့2002ခုတည်းလောက်ကြတော့ပြန်လဲပြီးတော့ရှင်းတန်းလာအောင်မန္တလေးတိုင်းဂုံဆောင်တိုင်အောင်ဆိုပြီးတော့ဘဝတို့ဆက်ပြီးတော့ပြိုင်ပွဲကျင်းပခဲ့တာပေါ့လေအဲ့ဒါလည်းရွှေမန်းပေါင်ပြိုင်ပွဲကိုစပြီးလုပ်ခဲ့တာပါဆူရရှိခဲ့သူတူရဲ့ဝမ်းသာပီတိစကားတန်ကိုလည်းခုလိုကြားသိခဲ့ရပါတယ်ဒီပွဲမှာကျွန်တော်မန္တလေးသားအနေနဲ့မန္တလေးသားဖြစ်နေဝင်ရောက်ရှင်ပြိုင်ပြီးမှယူလို့ရတဲ့ဆုဆိုတော့ကျွန်တော်အမြင်အနေနဲ့တော့အရန်ကိုပျော်တယ်အရန်ကိုပီတိဖြစ်တယ်ပေါ့နော်ဒီအတွက်ကိုကျွန်တော်ဒီနေ့ကြော်ချိန်ယူပြီးစူးစမ်းခဲ့ရတာပေါ့အခုကကျွန်တော်တို့အကြီးတန်း open ပေါ့ 80kg အထက် open တန်းဖြစ်သွားတာပေါ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့နိုင်ငံကူစား